14641 power က index က4ဆိုရင်ကျွန်တော်5 times ထွက်မယ်နော် power 4 ဓာတ်ဆိုလို့ရှိရင်ဒီမှာ times က5ခုထွက်လာမယ်အဲ့တော့ first term က3သူကဘာပေးလဲအကုန်ဖြတ်ရမှာနော် second term x 3ရဲ့ x ရဲ့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 power 4ဆိုတော့4 3 2 1 0 0 1 2 0 1 2 3 4ဟုတ်ပြီအဲ့တော့81 27ရပါပြီလားသမီးဟုတ်တယ်သမီးဟုတ်တယ်ဟုတ်လား okay 108x plus 54x squared plus 12x2 plus x to the power 4 so in the form of a plus b root 5 no လို့ပုံစံပြောင်းခိုင်းတယ်ဟုတ်ပြီအဲ့ဆိုတော့ဒါကိုကျွန်တော်ကနံပါတ် b ကကြတော့3 plus root 5 x နေရာမှာကျွန်တော် root 5ထည့်ရမှာဟုတ်တယ်ဒါဆိုရင်ဒီမှာလုပ်လိုက်မယ်နော်81ရယ် a ကိုသုံးရမှာဆိုတော့108 x နေရာမှာက root 5 54 x square ဆိုတော့ root 5 square ဆိုတော့5နော် plus 12 root 5 ကျုဆိုတော့5 root 5 plus 25ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဒါတွေကုန်ပေါင်းအောင်ပါပေါ့နော်81ရယ်25ရယ်2ရယ်အဲ့တော့အဲ့ဒီ20 270ရယ်81ရယ်25ရယ်376ထင်တယ်376 plus နောက်ကြ root 5တွေ root 5ရဲ့ရှေ့မှာဘာတွေရှိလဲဆိုရင်108ရယ်60ရယ်ဆိုတော့168ဒီလိုပုံစံပေါ့